Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့အဖွားကိုပြန်ဆော့မှာပဲဖြစ်ပါတယ်စလိုက်ကြရအောင်ကဲလာပြီအဖွားကိုပြန်ဆော့မယ်အဖွားပစ္စည်းလေးလိုက်ယူလိုက်ပါအောင်မယ်ဟာပစ္စည်းကြီးတယောက်ထဲဝင်ကြည့်လိုက်ကျေးဇူးကိုကြီးမမယူတင်တယ်ပြီးတော့ဘာမှလည်းမရှိဘူးတော်တော်လေးကိုကျေးဇူးတင်မိဖွားရငါနောက်မှာအေးလိုက်ပြေးတော့ထုရပစ္စည်းလည်းမရှိဘူးထုထောင်းမှုပစ္စည်းမရှိဘူးဒီအဖွားရတယ်ငါနောက်ပဲလိုက်နေတကောက်လိုက်နေချစ်ဟာလိုက်လို့ပြေးရလားပြေးလို့လိုက်တာလားတူနေကဆောင်လေးရှိခဲ့တဲ့ချိန်တမ်းမရှိပါလားကာမန်ဘာလို့ရမှာကြောက်ခဲလုံးတော့ကောင်းမှုကောက်ရဲတော့ yes okayလက်နဲ့ကထုဖို့ရှားနေရပြပဲကောင်းကောက်မလို့ကောက်လို့မရဘူးတဲ့နေကွဲနေရလားမသိဟုတ်တော့မဟုတ်တော့ family နေကွဲနေရလားမသိ shit ပလင်းခွဲနဲ့ကောက်ထုံးမယ်အဖွားကြီးပဲဟွာဖွားရဒီကြမ်းမှာချီးဆိုင်ပါနေတနာပါတယ်ငါတို့ကောင်လေးအမေဝိုင်းသူ့တယောက်ထက်ကြားတဲ့သိညံတမငါလည်းပြေးရတယ်ကျွန်တော်ပြေးနေရပြီဒီနားကပုံးလာကျွန်တော်ပြေးနေရပြီပြေးထားကိုလူရေး